ဒါအဲ့ဒီပါဒီနေ့ကမန္တလေးရဲ့တိတ်ဆိုင်မှာတော်စိတ်လာကြည့်0ခေါ်နော်ကျွန်တော်ကြိုက်တဲ့တိတ်ဆိုင်ထဲမှာပါတယ်အစားခုမှကျွေးထားတော်လေးမိုက်ခိုးရသူစားလာစားတယ်အော်ခိုးရပြောင်းမှုစိတ်တွေလာလူစားနေခိုးရပြောင်းမှုစိတ်တွေလာလူစားနေကောင်းကြိုက်တယ်တော့ခေါင်းကစိတ်လို့ခြေထောက်ကအရှိအေးစီးစားနေဒီကခိုးရပါဒီကအစားတော့မကုန်တော့ခါရရှိတဲ့ပြောင်းဘူးလို့ဒီရတာစားနေဟောဒီဘောကောင်ဟာလည်းလာစားနေတာ